မင်းကိုတစ္ဆာဖောက်ပြီးနောက်တစ်ယောက်တွဲသွားတဲ့သူကိုမင်းညှော်လင့်နေစေလားမင်းရင်ကိုစုံကန်သွားတဲ့သူအတွက်မင်းမျက်ရည်နဲ့တန်လို့လားမင်းကိုသာတကယ်ချစ်ခဲ့ရင်နောက်တစ်ယောက်ဆိုတာပေါ်လာစရာအကြောင်းမရှိဘူးအခက်မတင်လို့စိတ်ဆိုးစိတ်ကောက်ယုံဆိုရင်မင်းနဲ့မပြေလည်မချင်းသူတစ္ဆာရှိရှိစောင့်နေမှာလဲလဲနဲ့ရင်ခွင်မပြောင်းဘူးခုနဲ့မတွေ့ခင်အတိတ်ကအကြောင်းအရာတွေဆိုတာအမှန်လို့ရတယ်မိထားလို့ရတယ်ခုနဲ့တွဲနေရင်နောက်တစ်ယောက်ရင်ခွင်နဲ့ပြောင်းသွားတာကတော့အဆိုးရွားဆုံးတစ္ဆာထောက်ခြင်းပဲမင်းကိုမလို့ထားခဲ့ပြီလေမင်းမဟုတ်တဲ့တခြားသူတစ်ယောက်ကိုစိတ်သားရသွားမိပြီဆိုရင်မင်းဘယ်လိုကြေကွဲပြနေလဲသူကတော့ခါတိုက်ရဲနိုင်နေမှာပဲသူ့ရင်ထဲမှာမင်းမှမရှိတော့တာမင်းအတွက်မဟုတ်တဲ့ post တွေကိုမင်းအတွက်မဟုတ်တဲ့အတက်နောင်းတွေကိုမင်းဟာအိပ်ပစ်ခံပြီးခံစားနေုံပဲလားသူကမင်းဘက်ကိုတစ်ချက်တောင်တတိယမှမထင်ဘူးသူ့ကိုချစ်တယ်နာကြီးတယ်ခွင့်မလွတ်နိုင်ဘူးမစွန့်လွတ်နိုင်ဘူးကိုခံစားကြတော့သူခံစားစေချင်တယ်ကိုအချက်တွေသူနားလည်စေချင်တယ်ကြည်စမ်းမင်းတယောက်တည်းပြင်မနေတာသူကတော့မင်းနဲ့ပတ်သက်ပြီးဘာခံစားချက်မှမရှိတော့ဘူးမင်းတယောက်တည်းဖြစ်ပြနေတာမင်းကတော့အသေးလေးတွဲပြမင်းအနာဂတ်ကိုတစ္ဆာမရှိလို့တယောက်အတွက်နဲ့မင်းကိုယ်တိုင်ဖြစ်စီမင်းပဲဖြစ်စီသွားလိမ့်မယ်သူကတော့ကျုံးပြော်နေတာတန်လို့လားမင်းကိုအသက်နဲ့ရင်းပြီးမွေးခဲ့တဲ့အမေကိုအာနာတင်တယ်တစ္ဆာပေါက်တစ်ယောက်ကိုပြန်လာဖို့မင်းမျှော်လင့်နေတာဟာကိုယ့်ဒုက္ခကိုရှာတာပဲသူကမှားပါပြီဆိုပြီးပြန်လာတယ်ပဲထားမင်းအရင်လိုပြောနိုင်လိမ့်မယ်လို့မင်းထင်လားသူဖုံးမအားရင်ဘယ်သူနဲ့ပြောနေတာလဲမင်းတွေးပူရမယ်သူအဲ့တနောင်ဖြစ်ပါလေမင်းကိုတော့တိုင်းမပြန်ရင်ဘယ်သူနဲ့ကျူနေပြန်လဲမင်းပူလောင်ရမယ်အရင်လိုဖတ်တော့အောင်မလားမင်းပူရမယ်ဘာလို့လဲဆိုတော့သူ့ဘောမင်းအချက်တွေမပြောင်းလဲသေးပေမဲ့သူ့ကိုမင်းနောက်ထပ်ယုံကြည်လို့မရတော့ဘူးသူ့ကိုမင်းအရင်လိုမယုံနိုင်တော့ဘူးတစ္ဆာပြစ်ဖို့တဲ့သူဟာနောက်ထပ်ကလေးတွေဖြစ်ဖို့ဝင်မလေးတော့ဘူးမတွင်ဆုပ်တော့ဘူးမင်းထက်တာတွေ့ရင်ပြောင်းမယ်မင်းထက်ကျင်နာတဲ့ခြင်းကိုပြောင်းမယ်မင်းထက်ဘီယူဆိုင်တဲ့ဆိုပြီးထပ်ပြောင်းအောင်ပါပဲတစ္ဆာပေါက်တစ်ယောက်ကိုနောက်ထပ်တွဲဖို့ညှော်လက်နေစေလားအဲ့ဒါကမင်းအတွက်နေ့စဉ်ကြာနေတဲ့မရေခမ်းပဲ